လည်းမြင်ရတာတကယ်ကိုဝမ်းသာပါတယ်အချိန်မှာစောမိုဘိုင်းရောက်ဝင်တဲ့နေရာကာဘာရှော့ဝင်တဲ့နေရာကွန်ပျူတာဝင်တဲ့နေရာကျွန်တော်ဘယ်တော့မှလိမ်ဖို့မတင်ပေးတာဘူးကျွန်တော်တို့က customer ကိုကြည့်တဲ့အမြင်ကနေပြီးတော့မှကျွန်တော်တို့စပြီးတော့မှပြောင်းပေးတာcustomer ဆိုတာမင်းတို့ကိုခမင်းကျွေးမဲ့ကျေးဇူးရှင်ဒါပေမဲ့ကြိုက်တဲ့ဘွဲရတဲ့ရှင်တို့ရတဲ့ skill တွေကျွန်တော်တို့ဖြည့်ရတယ်ကျွန်တော်ထုတ်ပြောရဆိုကျွန်တော်အရန်ကုန်ပြဿနာကိုဖြည့်ရှင်းမယ်ရေမဖွင့်နဲ့မောင်ဖြူနဲ့မောင်ဝါဖြစ်တာဆိုမောင်ဖြူနဲ့မောင်ဝါအချင်းချင်းဖြည့်ရှင်းအဲ့တော့အဲ့ဒီကိစ္စကိုနှစ်ယောက်မျက်နှာချင်းနဲ့မဖြည့်ရှင်းနေဘူးဆိုရင်အဲ့ဒီလူတွေရဲ့အထက်လူကြီးကိုတင်ပြအဲ့ဒီလူတွေရဲ့အထက်လူကြီးကိုတင်ပြပြီးတော့ပြဿနာကိုဖြည့်ရှင်းလိုက်ပြဿနာကိုအချင်းချင်းဘေးကိုပြန့်ကားပြီးတော့ပြဿနာကိုကြီးအောင်မလုပ်နဲ့ကြီးကျယ်ခမ်းထားတဲ့အနေအထားလေးကျွန်တော်တို့အတူတူတည်ဆောက်ကြအောင်အဲ့တော့ဒီမှာပန်းလိုက်တွေပါနေနားကြကောင်းတဲ့စကားတွေပြောအဲ့တော့ကျွန်တော်ခင်ဗျားတို့မတွေ့ရနှစ်နှစ်ရှိပြီဒီစောကအမြဲတမ်းခင်ဗျားတို့အစ်စ်ပဲပေးတယ်ခင်ဗျားတို့စီကလည်းအစ်စ်ပဲလိုချင်တယ်မာမူကနေပြီးတော့ကိုစောဘာဘီနဲ့မာမီကိုလက်ဆောင်လေးတွေပေးမှဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ပညာပေးပါရန်ဘာဘီယာဆင်မြင့်ပေါ်သူလေးစားစွာဖိတ်ကြားရပါတယ်ရှင်game bound နဲ့ flanner bound အထည်ဆိုင်ရနေပြီးတော့မှ VIP member card တသိန်းချက်ကိုစုချင်နေပါတယ်ဆိုင်သုံးဆိုင်ကတစ်ဆိုင်ချင်းစီကနေပြီးတော့အကောင်းဆုံးလုပ်ဖို့ကင်ဘတ်တွေကိုရွေးပြီးတော့တစ်ဆိုင်တစ်ယောက်နဲ့3ယောက်ပေးကောင်းမှာဖြစ်ပါတယ်ရှင်ဝင်တဲ့အချင်းကြီးကပြန်ရွေး
ပေးတာဖြစ်တဲ့အတွက်ချင်းချင်းပဲဆိုရတယ်အရင်ကိုဒီလိုကောင်းပါတယ်နော်ဒီမှာအာဆုတဲ့ဒီကမတိတာပါကာဘာရှော့အတွက်အရင်ချိန်ညာပေးမယ်နော်မဲမေမျိုးမှာရွေးချယ်ထားခဲ့တာဖြစ်ပါတယ်ကာဘာရှော့ရဲ့အကောင်းဆုံးလုပ်ဖို့ကံဖက်စုကိုရရှိသွားတာတော့အဲ့ဒီစုရောက်သွားတယ်လို့ပြောခဲ့ကြမှာဘာရမှာလဲဆိုတော့ကျွန်တော်တို့ panel box ကနေတော့ VIP တသိန်းဝယ်ဖို့ panel box နဲ့ဆိုင်ဝယ်ဖို့တသိန်းဝယ်ဖို့ fashion share လုပ်လို့ရတယ်နော်ကိုလို့တယ်လားမလို့တယ်လားကဲကမှာလေကိုတမ်းမြင့်ဖြစ်ပါတယ်ဒီနေ့လာတဲ့အမေကိုဒီရက်မှာထည့်ထားပါတယ်ကိုယ်တိုင်တော့ရင်ခုန်နေတယ်သူတို့တော့ကဲအောင်ပို့ကောင်းပါတယ်ကျွန်တော်ဟိုလိုမျိုးပြောတာတော့ပေါ့ကျွန်တော်အဲ့ဒီစုကိုကျွန်တော်ဒါပေးခိုင်းမယ်ဆိုရင်9ယောက်ရွေးဆိုရင်တော့ तू ပါပါပေါ့နော်ပြင်မဲ့လူနမ ကုန်းနံပါတ်1ဟယ်လိုစောစောမိုဘိုင်းရပါဖတ်ဖို့ရလို့ကိုမျိုးမင်းသိမ်းပါစုရတဲ့လူတွေကတော့ပြောကြမယ်ထင်ပါတယ်စုမရတဲ့လူတွေလည်းကိုယ်တငယ်ချင်းတွေရတာအတွက်ပျော်ပေးလိုက်ပါဘလာမပဲကန်ဆယ်မဲဆိုရင်ကြတော့လေတိတ်ရှင်ကုန်ဖို့မကောင်းတော့ဘူးလေနော်ဒီလိုမျိုးထိုက်တဲ့တန်ဖိုးရှိတဲ့ဟာလေးတွေကိုကျွန်တော်တို့စီစဉ်ပေးလိုက်တာပါစုမရတဲ့လူတွေကလည်းနောက်တစ်ခေါက်ပေါ့နော်ကိုယ်တငယ်ချင်းတွေအတွက်ပျော်ပေးလိုက်ပါကျွန်တော်ကျေးဇူးတင်ပါတယ်မင်္ဂလာပါခင်ဗျကျွန်တော်နာမည်ကတော့စောစောနိုင်ပါဒါတော့ကျွန်တော်အမျိုးသမီးသစင်မိုးပါဒီ step party ကိုလောက်ရတဲ့ရှိပဲချက်ကတော့ကျွန်တော်တို့ဒီတစ်နှစ်လုံးပေါ့နော်ကျွန်တော်တို့အပင်ပန်းခံပြီးတော့မှအလုပ်ကြိုးစားပေးခဲ့ကြတဲ့ဝန်ထမ်းတွေသူတို့အတွက်နားချိန်လေးလည်းရအောင်ပေါ့နော်အဲ့ဒါမှထူးခြားဆွမ်းဆောင်ရေးရှိခဲ့တဲ့ဝန်ထမ်းတွေကိုလည်းကျွန်တော်တို့ဒီမှာစုတွေချီးမြှင့်မယ်ပြီးသွားပြီဆိုရင်လုံသက်ကြဝန်ထမ်းတွေကိုလည်းစုတွေချီးမြှင့်မယ်သူတို့တွေခဏတစ်ဖြုတ်ပေါ့ပါအလုပ်တာဝန်တွေကနေပြီးတော့မှမေ့ပြောက်ပြီးတော့မှပျော်ရွှင်လို့ရမယ်အစီအစဉ်လေးတစ်ခုကိုဖန်တီးလိုက်အောင်ပါကျေးဇူးတင်ပါတယ်